မင်္ဂလာပါရှင် Relationship America နေကြိုဆိုပါရရှင်ကျွန်မမတ်တနာပါရှင်ကျွန်မခုနေ့ပြောပြမယ့်အကြောင်းအရာကစိတ် trauma တွေပေါ့နော်ငယ်စဉ်ရခဲ့တဲ့သို့မဟုတ်ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ငယ်စဉ်မဟုတ်တော့ကြီးမားရခဲ့တဲ့စိတ် trauma တွေရှိတယ်အကျဉ်းချုပ်အနေနဲ့၄မျိုးရှိတယ်ရှင်အဲ့ဒါကနံပါတ်1စွန့်ပစ်ခံရမှာကြောက်တဲ့စိတ်အဲ့ဒီစိတ်ကဘယ်ကလာလဲဆိုတော့ငယ်စဉ်ကမိဘတွေကွဲတာကိုမိဘတွေအိမ်တော်ကြီးကွဲသွားရပေါ့နော်အဲ့ဒါတွေကိုကြုံတွေ့ခဲ့ရတဲ့ကလေးပြီးရင်ဂယုစိုက်မခံရတဲ့ပတ်ဝန်းကျင်ကနေလာခဲ့တဲ့ကလေးရှိမယ်အဲ့လိုမျိုးစိတ် trauma တွေရထားတယ်ဆိုရင်သူတို့ကဘလို့အိမ်တော်ကြီးမှာဘလို့ဖြစ်လဲဆိုရင်သူကတွေ့တာမှုအရန်များတယ်ကိုယ့်ရဲ့တစ်ဖက်ပါဒနာကိုယ့်ရဲ့အိမ်တော်ဘက်အပေါ်မှာအရန်တွေ့ကက်စိတ်တွေများသွားတယ်ပြီးရင်သူ့ကိုထားခဲ့မှာစိုးတဲ့စိတ်တွေအရန်များပြီးတော့တစ်ဖက်ကိုအရန်တွေ့ကက်မယ်တစ်ဖက်ကိုပြောရရင်တခုခုဟိုပေါ့နော်တစ်ဖက်ကကိုကဖုံးခေါ်လိုက်လို့မကင်ဘူးဆိုရင်ငါ့ထားခဲ့ပြီလားမသိဘူးငါ့စွန့်ပစ်ခဲ့ပြီလားမသိဘူးဆိုတော့စိုးရိမ်စိတ်တွေတအားမြင့်တက်တယ်တရားသူကကိုယ့်ရဲ့အိမ်တော်ဘက်ကအလုပ်များလို့ကိုယ်ဂယုမဆိုင်နိုင်ဘူးဆိုရင်လည်းသူ့မှာစိုးရိမ်စိတ်တွေမြင့်တက်နေပြီပြီးရင်အဲ့ဒီစွန့်ပစ်ခံရမှာကြောက်တဲ့စိတ်နဲ့အနစ်နာအရန်ခံလွန်အားကြည့်ပြီးတော့ကိုယ့်ဘဝကိုပျောက်ဆုံးတဲ့အဆင့်ထိဖြစ်သွားတယ်အရန်အနစ်နာခံတဲ့နာတက်ကိုပို့ပြီးတော့အစွန့်လို့အနစ်နာခံစိတ်တွေများပြီးတော့ကိုယ့်ဘဝကိုပျောက်ဆုံးသွားတယ်အဲ့ဒီအနေအထားကြီးဖြစ်သွားတယ်နံပါတ်2ယုံကြည်မှုပျက်စီးခဲ့ဘူးတဲ့ trauma အဲ့ trauma ကကြတော့သစ္စာဖောက်မှုခံရတာပေါ့နော်အရင်ချစ်သူဟောင်းကကိုယ့်ကိုသစ္စာဖောက်ခဲ့တာတို့ကိုယ့်ရဲ့မိသားစုပေါ့နော်ကိုယ့်ရဲ့မိသားစုတွေကိုယ့်ကိုသစ္စာဖောက်ခဲ့တာတို့အဲ့လိုမျိုးခံခဲ့ရတဲ့သူဆိုရင်လက်ရှိအိမ်တော်ကြီးမှာဘာဖြစ်သွားလဲဆိုတော့တန်တရားနဲ့ပဲကြီးတယ်ဟုတ်လားကိုယ့်ရဲ့လက်ရှိအိမ်တော်ဘက်ကရိုးသားနေခဲ့ရင်လားသူကဖောက်ပြန်နေရလားမသိဘူးဆိုတော့စိတ်တွေနဲ့တန်တရားစိတ်တွေနဲ့ဖုံးတွေကိုလိုက်စစ်မယ်ပြီးလိုက်ပြီးနောက်ယောင်ခံမယ်လိုက်ပြီးအဲ့လိုမျိုးပေါ့နော်တန်တရားစိတ်တွေနဲ့မျိုးစုံလိုက်ပြီးတော့ဟိုပြောရရင်တောက်ရှက်တဲ့အဆင့်ဖြစ်လာရပေါ့နော်အဲ့လိုမျိုးတွေကနေတဖြည်းဖြည်းအိမ်တော်ရဲ့အသက်ဖြစ်တဲ့ယုံကြည်မှုကိုကိုယ်တိုင်ဖြစ်စည်းနေသလိုဖြစ်သွားလိမ့်မယ်နံပါတ်3အချက်စိတ်ခံစားချက်ကိုပိတ်ပင်ခံခဲ့ရတဲ့ဒဏ်ရာအဲ့ဒါကသူတို့တွေးတတ်တယ်ပေါ့နော်ငါရဲ့စိတ်ခံစားချက်ကဘယ်သူအတွက်မှအရေးမပါဘူးဆိုတဲ့စိတ်ကိုအဲ့ဒီစိတ်တွေကတိမ်ငယ်စိတ်တွေဖြစ်လာပြီးတော့အိမ်အောင်ဘက်နဲ့ကိုကပြဿနာတက်တဲ့အခါမှာစကားမပြောတော့ဘူးအေးဆက်ပြလိုက်တာဒီပြဿနာကိုစိတ်ထဲမှာမျိုးသိပ်ပြလိုက်တာမဖြေရှင်းတော့ဘူးမျိုးသိပ်ပြီးမပြောတော့ဘူးဆိုပြီးငါကဘယ်သူအတွက်မှအရေးမပါဘူးအဲ့တော့ငါကမျိုးသိပ်နေမယ်ငါကငါပဲနေမယ်ဆိုတဲ့စိတ်တွေနဲ့ဒီပြဿနာကိုမဖြေရှင်းတော့ဘူးအဲ့မဖြေရှင်းတဲ့အခါမျိုးသိပ်ပါများလာပြပြမျိုးသိပ်နဲ့ကြီးလာတဲ့အခါကျတော့ပောက်ကွဲထွက်သွားအဲ့ဒီပောက်ကွဲထွက်တဲ့အခါကျတော့ပြဿနာအကြီးဖြစ်သွားအဲ့ဒါနေအိမ်တော်ကြီးပျက်စီးသွားနိုင်တယ်နံပါတ်4အာနာရှင်ဆန်ဆန်ထိန်းချုပ်ခံခဲ့ရတဲ့ trauma အဲ့ trauma ကကြတော့ငယ်စဉ်ကအဲ့ဒါကြီးတဲ့မိဘတွေပေါ့နော်မိဘတွေရဲ့ထိန်းချုပ်မှုတွေအရန်ပြင်းထန်ခဲ့တယ်အရန်နေထိန်းချုပ်ခဲ့တယ်ပြီးရင်နှိပ်စက်ခံခဲ့ရတယ်ပေါ့နော်နှိပ်စက်ခံခဲ့ရတဲ့ပတ်ဝန်းကျင်ကနေလာခဲ့တယ်ဆိုရင်သူတို့ရဲ့စိတ်တွေမှာဘာဖြစ်သွားလဲဆိုတော့အိမ်တော်ပြုတ်လိုက်တဲ့အခါမှာငါ့ကိုဘယ်သူမှလွှမ်းမိုးလို့မရဘူးအနိုင်ယူလို့မရဘူးဆိုတော့စိတ်ဝင်သွားတယ်အဲ့ဒီခါမှာအိမ်တော်ဘက်ကကိုယ်ကိုနည်းနည်းလေးပြောရင်တော့ငါ့ကိုသူအနိုင်ယူဖို့စ조사နေတာဆိုတဲ့စိတ်နဲ့ငါ့ကိုသူအနိုင်ယူလို့မရဘူးဆိုတဲ့အနေထားနဲ့တုတ်ပြန်မှုတွေအကြီးတွေဖြစ်နေရောအဲ့တော့အိမ်တော်ရေးမှာမလိုလားအပ်တဲ့ပြဿနာအကြီးတွေဖြစ်သွားဘာလို့ဆိုသူတို့ရခဲ့တဲ့ trauma တွေကအကြီးတွေဖြစ်နေရလေအဲ့တော့ဒီ trauma တွေနဲ့တုံ့ပြန်မိရောငါ့ကိုသူနိုင်ချင်းလို့မရဘူးငါ့ကိုအနိုင်ယူနေရအဲ့တော့ဒီလိုအနိုင်ယူမှုမျိုးငါပေးလို့မရဘူးဆိုတဲ့စိတ် trauma တွေများသွားအဲ့တော့အိမ်တော်ရေးအတွက်ဒါတွေကအစိတ်အတောက်အရန်ပြင်းပါတယ်အဲ့တော့အဲ့ဒီပြဿနာတွေကအရင်တော့ဖြစ်ခဲ့တဲ့ပြဿနာဒါပေမဲ့လက်ရှိမှာသွားပြီးတော့ဒုက္ခပေးနေတဲ့ဒီပြဿနာတွေကအဲ့တော့အဲ့ဒီပြဿနာတွေကိုဘယ်လိုကုစားမလဲအဲ့လိုကုစားခြင်းနဲ့ဆိုရင်တော့ကျမရှိမှာ VIP special သင်တန်းရှိပါတယ်ရှင်အဲ့ဒီသင်တန်းကတော့ရရှိခဲ့တဲ့ trauma တွေကိုကုစားပြီးတော့ကျမရဲ့ပညာရဲ့သုံးခုနဲ့သင်ပေးမှာဖြစ်ပါတယ်ရှင်နံပါတ်1ပညာစိတ်ပညာဘာသာရပ်နဲ့သင်ပေးမှာဖြစ်ပါတယ်နံပါတ်2ကတော့ကျမလေ့လာသင်ယူထားတဲ့ရုပ်ဆင်းအင်္ဂါကိုကြည့်ပြီးတော့သူတို့ရဲ့စိတ်ထားတွေကိုဘယ်လိုပြုပြင်ရမလဲဆိုတဲ့အပိုင်းကိုအသေးစိတ်သင်ပေးမှာဖြစ်ပါတယ်ရှင်နံပါတ်3ကကျတော့လက်မှတ်ဆိုင်တွေကိုကြည့်ပြီးတော့သူတို့ရဲ့ရည်မှန်းချက်သူတို့ရဲ့ဘယ်လို plan သွားမယ်ဆိုတဲ့အရာတွေနဲ့စိတ်ထွက်မှာတွေကိုစားပေါင်းဆက်ပြီးတော့အသေးစိတ်သင်ရိုးညွှန်းနှန်းဆွဲပြီးတော့
သင်ပေးမှာဖြစ်ပါတယ်ရှင်သူ့ရဲ့သင်တန်းကြီးကတော့10သိန်းကျပ်ဖြစ်ပါတယ်ရှင်သင်တန်းကာလကတော့2လသင်ပေးမှာဖြစ်ပါတယ်ရှင်နံပါတ်1သင်တန်းကသင်တန်းနောက်တစ်ခုပေါ့နော်သင်တန်းကတော့အိမ်တော်ကြီးအခြေခံအိမ်တော်ကြီးထိမ့်သိမ့်ကြီးအခြေခံအုတ်မြစ်သင်တန်းဖြစ်ပါတယ်ရှင်အဲ့ဒီသင်တန်းကကြတော့ဘလို့လူတွေတက်တင်လဲဆိုတော့အိမ်တော်ပြုဖို့ရည်ရွယ်ထားသူတိုင်းအိမ်တော်တွေတိုင်းတက်တင်ပါတယ်ရှင်ဒီသင်တန်းကကြတော့အိမ်တော်ပြုတဲ့အခါမှာအခြေခံအားဖြင့်ဘာတွေသိထားသင့်တယ်ဆိုတဲ့အခြေခံနည်းကိုသင်ပေးမှာဖြစ်ပါတယ်ရှင်ဥပမာဘယ်လိုပညာလဲဆိုတော့ဥပမာအိမ်တော်ဘက်ကဒေါသထွက်နေတဲ့အချိန်မှာကိုကဘယ်လို support ပေးရမယ်အဲ့လိုမျိုးဒါတွေသင်ပေးမှာဖြစ်ပါတယ်ရှင်ဒီသင်တန်းတွေကစတင်ပေးမှာမဟုတ်ပါဘူးရှင်အမြင်တွေကိုဆွေးနွေးပြီးတော့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုပြောင်းလဲပေးမယ်သင်တန်းဖြစ်ပါတယ်ရှင်အဲ့ဒီသင်တန်းအခြေခံသင်တန်းကတော့3သိန်းကျပ်ဖြစ်ပါတယ်ရှင်သင်တန်းကာလကတော့တစ်လကြာမြင့်မှာဖြစ်ပါတယ်ရှင်နောက်ဝန်ဆောင်မှုတစ်ခုကတော့လက်ရှိကိုယ့်အိမ်တော်ကြီးမှာပြဿနာတက်နေရဆိုရင်မဖြေရှင်းနိုင်တော့ဘူးဆိုရင်တော့ဓမ္မရှိမှာရင်ဖွင့်တိုင်ပင်ဆွေးနွေးအကြံဉာဏ်ယူလို့ရပါတယ်ရှင်အဲ့ဒါတော့ plan ABC ဆိုပြီး3မျိုးရှိပါတယ်ရှင်အသေးစိတ်သိလို့ပါက Messenger သို့လာခဲ့ပေးပါရှင်အဲ့တော့မိမိအနေနဲ့မိမိရဲ့အိမ်တော်ရေးကိုဘယ်လိုသွားမလဲဘယ်လိုအကောင့်ထဲပေါ်မလဲဆိုတာဓမရှိမှာဘယ်အရာနဲ့ကိုက်ညီလဲဆိုတာအသေးစိတ်ဆွေးနွေးပြီး Messenger မှာလာရောက်စုံစမ်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ချစ်သူတိုင်းအိမ်တော်ရှင်တိုင်းချစ်ချင်းမြတ်တာတွေတိုးပွားပြီးအရာအလုံးစင်ပြေချုံးမွေးကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်